안녕하세요, 여러분. 오늘은 디니팀의 한 장하러 제로 시란의 또라오 별의 잠단 소리 한 잔을 롱오 디니팀이 마보노 바로 한 잔을 롱레 소로 디는 구아레는 센지네 리베오 포비아레도 자물로 날롱오 다카레 뼈뼈비도 메보노 자물로 디마들로시인 장소라가 자라 발레송이 뚜가 파타마 우성 사사친 소리 리베레 야들로 시레 소리 리베레 야바레 리베 나쿠시 바레 ရမယ်နော်ပြီးပြီဆိုလို့ရှိရင်단소라가သူ့ရဲ့ စန့်ကျင်ဘက်ဖြစ်ပါတယ်သူကကြတော့ဘယ်လိုလဲဆိုရင်တိုတယ်ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်လို့သူကကြတော့ပထမဦးဆုံးရဲ့ စန့်ကျင်ဘက်နောက်ဆုံးဆိုတဲ့အဓိပ္ပာယ်တော့မရှိပါဘူးဒါပေမဲ့သူ့စီမှာကင်းခိတာပြတ်တယ်ဆိုတဲ့အဓိပ္ပာယ်တစ်ခုတော့ရှိတယ်အဲ့ဒါကြောင့်မလို့ဒီပြက်လက်တယ်ပေါ့ပြက်တယ်အဲ့လိုအဓိပ္ပာယ်ကိုဖော်ဆောင်တဲ့အဓိပ္ပာယ်ရှိပါတယ်ဒါကြောင့်မလို့ဒီမှာဆိုလို့ရှိရင်장아ဖက်စချင်းပထမဦးဆုံးရှေ့တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့အတွက်ကြောင့်သူ့ကိုအရင်ကြည့်ပေးမယ်ပထမဦးဆုံး meaningမှာ장남 장녀 뼈래 솔루시인 남소라가 묘다오 뼈라봐 여소라가 자러 묘드미오 뼈라 라자물로 바타마 우성 묘다 소래 가자러 따 지성우 장남로 거래 라면은 자러 따미 지성우 장녀로 제로 거래 라면은 라자물로 장남 장녀 따 지성 따미 지성우 제로 거래 이 나르고 하자러 장점 점수를 아차고 벼라봐. 자로 장소라가 자로 디마 자로 시래 소래 레이벨고 도와주라라고. 자로 시래 책가 디마 바고 벼진 아래 소이 가운이 책고 벼지나 봐. 아야 자물로 장점 아다 책고 벼라. ရမယ်နော်သူ့ရဲ့စန့်ကျင်ဘက်ကကြတော့ဘာလဲဆိုလို့ရှိရင်단점ဖြစ်ပါတယ်단가자로ဒီမှာကြတော့တူတာတူတယ်ဆိုတော့မကောင်းတဲ့အဓိပ္ပာယ်ဖော်ဆောင်တာပေါ့အဲ့ဒါကြောင့်မလို့단점 아다ချက်단점 안에ချက်ကိုပြောတာပါပုံမှန်တကယ်လို့자기소개ရေးတာပဲဖြစ်ဖြစ်အဲ့ဒါဆိုရင်သူကမေးတတ်ပါတယ်단점이 뭐예요 알려주세요စသဖြင့်မေးပါတယ်အဲ့ဒါကြောင့်မလို့ဒီ meaning နှလုံးကိုမဖြစ်မနေသိထားတင်တယ်ပြီးရင်နောက်တစ်ခုကကြတော့기간 기간 소라가အချိန်ကို ပြောချင်တာ 장기간 솔루시 디마자로 시래 소래အဓိပ္ပာယ်ပါအချိန် ကြာရှည် စွာ ဆိုတဲ့အဓိပ္ပာယ်ပေါ့ရမယ်နော်အချိန် ကြာရှည် အဓိပ္ပာယ်ပြီးရင်သူ့ရဲ့ စန့်ကျင်ဘက်က 단기간가ကြတော့တူတာအဲ့ကြတော့အချိန် တိုအတွင်းဆိုတဲ့အဓိပ္ပာယ်ရမယ်နော်ပြီးရင်နောက်တစ်ခုကကြတော့ 장발 디마시의 발 소라가 발레소인 스페인어ပြောချင်တာပါ 뚜와레 한자 ဖြစ်ပါတယ် 정말로 여러분 장소라가 시라 발소라가 스페인소라 스페인시라고 장발이라고 해요. 뚜네 센지 바카자로 단발 단발소라가 스페인 또라고 ပြောချင်တာပါ 정말로 단발머리로 ပြောတဲ့ဆိုလို့ရှိရင် 스페인 또고 제로 ပြောတာဒါမှနော် 단발머리 ရမယ်နော်အဲဒါကြောင့်မလို့ဒါကိုသုံးလို့ရတယ်ပြီးရင်နောက်တစ်ခုကကြတော့ 단가ဒီမှာပြက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တဲ့ဟာလည်းရှိရပေါ့နော်အဲဒါကြောင့်မလို့ဒီမှာ 수ဆိုတာကကြတော့ရေကိုပြောတာပါ 또လည်းဟန်자ဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီမှာ ပြက်လက်တယ်ဆိုတဲ့အဓိပ္ပာယ်ကကြတော့ရေပြက်တာပေါ့ 단수 ရမယ်နော်အဲဒါကြောင့်မလို့ 단수 ရေပြက်တာကိုပြောချင်တာပါဥပမာအခုဆိုလို့ရှိရင် ငလင်လောက်တယ်ဆိုရင်တချို့နေရာတွေကမီးလည်းမလာရေလည်းမရှိအဲ့လိုရေပြက်တယ်ကို 제로와 단수 되다로 너말이 그러면 다가 삐때 소리를 배우 포상하고 그러면 자물로 디니 때문에 미니 실로 장 단내ပတ်သက်တဲ့ meaning ကိုရှင်းပြလိုက်တာ자물로ဒီဟာနဲ့ဆက်ဆက်ပြီးတော့ တခြား meaning တွေလည်းရှိပါသေးတယ်အဲကြတော့ကိုယ့်အနေကိုနည်းနည်းပါးပါးရှာပြီးတော့လေ့လာရတယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့အထောက်အကူဖြစ်မှာပေါ့နော်ဒါကကြတော့တစ်ချက်ဒီ 한자 meaning ကိုအဓိကရှင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကျမ်းဖျင်းအဓိပ္ပာယ်လေးတွေအများဆုံးသုံးတဲ့ meaning လေးတွေကိုရွေးပြီးတော့ပြောပြပေးထားတာပါအဲဒါကြောင့်မလို့ ဗီဒီယိုလေးကလေ့လာရတာအထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်လည်းပဲ여러분 ဗီဒီယိုလေးကို like လေးပေးပြီးတော့ share channel လေးကိုလည်း subscribe လေးလုပ်ပေးတယ်ဆိုလို့ရှိရင်နောက်ထပ်ပို့ပြီးတော့ share လဲစူးစမ်းပြီးတော့ ဗီဒီယိုလေးတွေကိုပြန်ရိုက်ပြီးတော့တင်ပေးတော့မှာပါเนาะတကယ်လို့မေးစရာရှိရဆိုရင်လည်း comment မှာမှန်းခဲ့တယ်ဆိုလို့ရှိရင် share ပြန်ပြီးတော့ဖြည့်ပေးပါမယ်여러분 그러면 안녕